所以ကျွန်တော်တို့အစီချင်းချစ်ပြအောင်နော်တစ်ချက်ချင်းစီတစ်ချက်ချင်းစီချစ်ပြရတော့ဗောနော်အစီချစ်တဲ့တက်တမ်းလို့ရန်ရေးကြီးတော့ဗောနော်ဒီတစ်ချက်ချင်းစီချစ်ကျွန်တော်တို့ဒါကိုလက်ညှိညွှန်နဲ့ချစ်ပြရလို့ရတော့ဗောနော်ခွက်ချီထားလို့ရှိရင်ကြာလို့ရှိရင်ဒါဆိုရင်15ရက်တလားကြော်ပြီပေါ့နော်တလားမိုးနဲ့ရှောက်နေတော့တလားလောက်ရှိပြီဆိုတော့ကျွန်တော်တို့ခွက်ချီအဲ့လိုဖြစ်သွားတော့ဗောနော်ချောက်သွားတယ်ထိုင်းနိုင်ငံမှာဆိုကြတော့ခွက်ချီပဲလောက်လို့ဗောနော်ဗမာပြည်တွေနဲ့မတူဘူးဗောနော်ဗမာပြည်မှာခွက်ကြတော့ကျွန်တော်တို့အစီပြားလောက်လို့ထိုင်းနိုင်ငံမှာလေတခြားနေတယ်ပဲချမ်းလို့စီပြားလောက်ကြတယ်နော်ကျွန်တော်တို့ခွက်ချီလောက်တယ်ဒါဆိုရင်ကျွန်တော်တို့ဒါအပိစာအဖွေလို့ပေါ့နော်တကယ်လို့ဟောင်းလို့ရှိရင်15ရက်တစ်ခါလောက်ကောက်ရပြီပေါ့နော်မူမလျှောက်လို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ချက်လက်ရပြီပေါ့သူဆိုရင်ဒီလောက်ကုန်နေပြီပေါ့နော်ဒါတလားလောက်ရှိပြီပေါ့နော်တလားကို12ဓာတ်ကျော်လောက်ရညနာတော့ဒီလောက်ကုန်ပြီပေါ့ညနာဒီလောက်ကုန်တော့စီအတုံးတိကျော်လောက်ရတော့တစ်ခါတိုင်းဆိုရင်ကျွန်တော်တို့ညနာကုန်လို့ရင်လက်တစ်လုံးကျော်တစ်ပတ်ကောက်ပေါ့နော်ဒီမှာကျစ်ပြင်ပါတယ်